ကျွန်တော် beginner ကလေးကိုကျွန်တော်ဆင်ပြထားတာပေါ့နော်ဒါဒီကျွန်တော်ရဲ့ code board လေးမှာပင်လေးတွေထောက်ပြီးထိန်းထားပါပေါ့နော်ပြီးရင်ကျွန်တော်ဒီတောင်ပန်ရဲ့ရှစ်လက်မရွယ်ပါစာတန်းလေးတွေကျွန်တော်ပင်ကလေးနဲ့လိုက်ထိန်းလိုက်တယ်ပေါ့တော့ထိန်းတာအရှိတန်းအနောက်တန်းကိုထိန်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီထဲမှာကကျွန်တော်ဖြတ်တာနည်းနည်းတူသွားလို့ကျွန်တော်ရတဲ့ဒီတန်းဟိုနောက်တန်းကိုမထိမ့်မင်းနဲ့ရှေ့တန်းလေးကိုဒီတောင်ပန်ခုံးလေးပေါ့နော်ရှေ့ကတက်တယ်ပေါ့ဒီဖိုက်ကိုဒူလေးနဲ့ကျွန်တော်တော့ကတ်တယ်အဲ့ဒီ plan ပေါ်မှာ plastic အကြည့်လေးတစ်ထပ်အုပ်ထားတယ်ပေါ့နော်ဒါမှဒီဖိုက်ကိုဒူကစက်ကိုအောက်က plan ဆိုင်ဘက်ကိုကတ်မသွားမှာပေါ့နော်ဒါပထမဆုံးထိတ်ကလေးလိုက်ကတ်လိုက်တယ်ပေါ့နော်ထိတ်တွေလိုက်ကတ်ပြီးသွားတော့မှဒီနောက်ကဒီတောင်ပန်ရဲ့နောက် leading trailing edge ဆိုတဲ့တောင်ပန်နောက်တန်းပေါ့ဒါအခုစောက်နေတာတောင်ပန်အလယ်ပိုင်းပေါ့နော်နောက်ကနေအိုက်တန်းကိုလိုက်ကတ်မှာပေါ့အမှန်တော့အိုက်တန်းကိုအဲ့ဒီကျွန်တော်တို့ဒီတောင်ပန်အခုံးလေးတွေရဲ့နောက်မှာချပြီးတော့ပင်လေးနဲ့ထိမ့်ပြီးကတ်လို့ရတယ်ပေါ့အဲ့ဒီမှာဘောကနေဖိုက်ကိုတူကကော်လေးအဆက်ကလေးတွေယူချလိုက်အောင်ဖိုက်ကိုတူဘူးလိုက်လောင်းချရင်ကောအများကြီးပါပါလေခွက်တစ်ခုတည်းကိုကော်လေးနဲ့လောင်းထည့်ပြီးတော့တန်ချောင်းလေးတွေကျွန်တော်ဒီနှီးထိတ်ကလေးကောက်ပြီးတော့ကျွန်တော်တုံးတချို့ကတန်ချောင်းလေးတွေတုံးတယ်ကော်လေးတွေဒဇက်ချင်းလေးတွေယူပြီးတော့ချတာပေါ့နော်ကော်များဝိုင်းနဲ့လင်းရအလေးချိန်လေးလေးတယ်ကော်တွေအများကြီးဆိုတော့မကောင်းဘူးပေါ့ဒါအလေတန်းစောက်နေရပေါ့နော်ဒါအခုနောက်တန်းဆက်ဆောက်နေရပေါ့နောက်တောင်မှဆောက်တာပေါ့နော်နောက်တောင်မှလည်းဒီစောစောကဒီတောင်မှအရှိတောင်မှအကြီးဆောက်သလိုပါပဲဒီတောင်မှခုံးလေးကိုကျွန်တော်ကကော်လေးထဲမှာထိတ်ကလေးတစ်ချက်နှိမ့်လိုက်ပြီးကျွန်တော်တော်ကတ်လိုက်တာပေါ့နော်ဒါရီရန်ခတ်တဲ့ကိစ္စရောမဟုတ်ဘူးပေါ့နော်သူလွယ်ပါတယ်အမှန်တော့ဒီစီနှစ်စီးလောက်ဆောက်ပြီးသွားလို့ရှိရင်ဒါသိသွားပါဘောနော်ဒါကျိုးကလည်းဒီဆောက်တာလေးကိုတင်ပေးပါဆိုတော့ကျွန်တော်လည်းဒါဆောက်ပြထားတာပေါ့နော်ပြီးတော့ဒီဗီဒီယိုကလည်းကျွန်တော်ကကင်မရာရိုက်တော့ဒီ white ပုံစံရိုက်ထားတော့ TikTok တင်တဲ့အခါနဲ့မြင်ကွင်းရှင်းအောင်လို့ဒီနေ့ကျွန်တော်ချဲ့ထားတာပေါ့နော်ချဲ့ထားတော့ဒီဘယ်ဘက်ကတောင်ပန်ရဲ့ဒီဘက်တချမ်းကြီးကမပါဘူးပြက်နေတယ်ပေါ့ဒါပြီးသွားပြီပေါ့နော်ဒီအလဲကောင်ဟိုတောင်ပန်အလဲပိုင်းနဲ့နောက်တောင်ပန်ပြီးသွားပြီပေါ့နော်တောင်ပန်ကြီးရဲ့ဖျားပိုင်းကိုဆောက်ဖို့ဒီလေးလက်မရွယ်ရှိတဲ့ဒီတောင်ပန်ရှေ့တန်းနဲ့နောက်တန်းလေးကိုဒါကျွန်တော်ရွေးလိုက်တယ်ပေါ့နော်ရွေးပြီးတော့စောစောကလိုပဲတောင်ပန်ရဲ့သူ့ရဲ့ဒီတန်းနေရာမှာကျွန်တော်အလီနဲ့သူတို့ထိန်းလိုက်တယ်ပေါ့နော်ဒါမှမရွေ့အောင်လို့ပေါ့ပြီးလို့ရှိရင်အခုံးလေးတွေတိုင်းပဲကတ်လိုက်တာထွေထူးဘာမှခက်ခဲတာမဟုတ်ဘူးပေါ့နော်ဒါနောက်တန်းလေးတွေကိုခုံးနောက်မှာလိုက်ကတ်လိုက်တာပေါ့ကော်တစ်ဆက်ချင်းလေးစီချပြီးတော့ရိုင်းကော်ဘူးလိုက်လောင်းချလို့ရှိရင်ကော်တွေအများကြီးကြာသွားမှာလေးသွားမယ်ပေါ့နော်အဲ့ကြဘီဂင်နာကိဆိုတဲ့အတိုင်းဒါလေးရလွယ်ပါတယ်ဗျရိုင်းခက်ခဲတော့မဟုတ်ပါဘူးပြန်ကတ်နေရတယ်ဒါအဲ့လိုမျိုးနှစ်ချမ်းလောက်ကမှာဗျဒီလားဘာလို့တောင်ပန်ကဟိုဘက်တောင်ပန်အကော်လေးကဟိုဘက်တစ်ခုဒီဘက်တစ်ခုဆိုရတယ်ဒါကအကော်လေးကော့ဖို့တော့ကျွန်တော်တို့ဇောင်းလေးဖြစ်အောင်ကော့ဘက်လေးနဲ့စားတာပေါ့နော်ပြီးလို့ရှိရင်တောင်ပန်အလေချမ်းကိုကျွန်တော်တို့ထိန်းလိုက်တယ်ပေါ့နော်တောင်ပန်လေချမ်းထိန်းပြီးသွားလို့ရှိရင်
ဒီတောင်ပန်အကော်လေးကိုတောင်ပန်အဖျားပေါ့နော်တောင်ပန်ပြားတွေကိုကျွန်တော်တို့ဟိုဘက်မှာဒီပြင်းကြီးတစ်ခုပေါ့အဲ့မှာချပြီးတော့ကျွန်တော်တို့တတ်မှတ်နေရမှာချထားပြီးကတ်လိုက်လို့ရှိရင်နှစ်ဖက်လုံးဟိုဘက်ဒီဘက်လို့ကတ်တာပေါ့နော်အဲ့ဆိုလို့ရှိရင်အကော့ညီညီလေးရတယ်ပေါ့ဒါအရန်တော့မခတ်ပါဘူးနော်ဒါကကျွန်တော်ဒီ motor stick ပေါ့ fuse leg ရဲ့ motor stick အပိုင်းကိုကျွန်တော်ကဒီနောက်ကတေးပုံးဆက်ဖို့ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုဟတ်လိုက်တာပေါ့ဒါလေးနဲ့အဲ့လိုမျိုးအခွက်ကလေးဖြစ်အောင်လှိထုတ်လိုက်တာပေါ့ပြီးအဲ့ထဲမှာတေးပုံးလေးကိုထည့်ပြီးကော်လေးလောင်းလိုက်ပို့ခိုင်းတယ်ပေါ့နော်ဒီတိုင်းဒေကြီးဆက်လိုက်တာဆိုရင်လည်းခါကြမခိုင်းတာတော့ပေါ့ရှိတယ်ပြီးတော့ဒီအပေါ် motor stick ရဲ့အပေါ်မှာ fuse leg ကိုကတ်လိုက်လို့ရှိရင်လည်းဟိုရုပ်ရမ်းဆိုးတာပေါ့နော်မကောင်းပေါ့အဲ့မှာတစ်ချက်တော့ကြည့်ဒါညီအောင်ကျွန်တော်ကော်ဘက်နဲ့စားရတယ်ပေါ့နော်လေတစည်းတက်ရဖို့ဆိုတာအဲ့ကော်ဘက်စားဖို့ကဟိုအဓိကပဲပေါ့နော်ဟိုကိုကတ်လိုက်တဲ့ကော်တွေနောက်ကိုဓာတ်နဲ့လီထားတဲ့နေရာတွေကလို့မကြီးမညာတာတွေအဖူးတွေထစ်တွေဖြစ်နေရရှိတော့အဲ့ဒီပေါ် tissue တွေပါကတ်တာတွေပါဆိုလို့ရှိရင်အဖူးထစ်တွေရှိနေ tissue တွေကပေါက်သွားတာလို့မကောင်းတော့ရှိတယ်ပေါ့အခုဒီမှာဒီ motor stick ကိုတေးပုံးလေးဆက်ပြမှာပေါ့နော်အဲ့တော့လေတစည်းတက်ရဖို့ဆိုလို့ရှိရင်ကိုပဲစားနိုင်မှုလို့လေပေါ့နော်အဲ့ဒီမှာတေးပုံးလေးဆက်လိုက်ပြီဒါပို့ခိုင်းနေပေါ့နော်ဒီပုံစံလေးကအမှန်ကျွန်တော်ဒါကကျွန်တော်ဟောပေါ့ဒီ rear hook လေးခေါ်တဲ့ဒီ rubberကိုချိတ်ဖို့နောက်ချိတ်ပေါ့နော်နောက်ချိတ်ကလေးပေါ့ကျွန်တော်တော့တန်ချောင်းလေးထည့်ပြီးရစ်တဲ့အတွက်ကျွန်တော်တန်ချောင်းထည့်ဖို့အတွက်ကျွန်တော်ဂွင်းလေးတစ်ခုထည့်ပြီးလုပ်တယ်ပေါ့နော်ဒါကျွန်တော်ဘာသုံးလို့ဓာတ်ကြိုးပါလေကျွန်တော်တန်ကြိုချောင်းလေးပေါ့ wifi ကြိုးတွေရဲ့ extension messenger ကြိုးလို့ခေါ်တဲ့ wifi ကြိုးလမ်းဘေးမှာ wifi ကြိုးအပြက်လေးတွေ့ကျွန်တော်ကောက်လာရပေါ့နော်ဒါကတော့ထိတ်ကဒီ motor mount ပေါ့ဒါကိုကပ်ပြီးတော့အဲ့တွားဒီနှစ်ဖားကလော်တန်ပေါ့အဲ့ရပိုက်ကလေးကိုကျွန်တော်ကဒီပန်ကာရဲ့ဝင်ရိုးအိမ်အဖြစ်ကျွန်တော်ကထည့်ထားတယ်ပေါ့နော်အဲ့ဒါကိုခိုင်အောင်လို့အချီလေးနဲ့ကပ်ပြီးတော့အချီလေးနဲ့ချီပြီးဖိုက်ကိုတူလောက်လိုက်တာပေါ့နော်ဒါကတော့တောင်မှန်ကိုဟိုပေါ်က tissue မကတ်ခင်ဟိုညီကတ်တာတက်ရအောင်လို့အောက်ကကော်ဘက်လိုက်စားတာပေါ့နော်ဒီမှာပြီးရင်အပေါက်လေးဖောက်မှာတူတယ်ဟုတ်တယ်ဒီပန်ကဒီမော်တာနောက်ချိတ်လေးချိတ်ထည့်ဖို့အတွက်အကလေးနဲ့အပေါက်ကောင်ခေါက်ပြီးမှချိတ်ကလေးကိုထည့်လိုက်တယ်ထည့်ပြီးလို့ရှိရင်တော့အချီနဲ့တုပ်လိုက်တာပေါ့နော်အချီပဲအထင်မသေးနဲ့ပေါ့နော်သူကအချီ3ချက်လောက်တုပ်ပြီးပါအများကြီးတုပ်စရာမလိုအများကြီးတုပ်ရင်လေးတယ်ပေါ့နော်3ချက်လောက်တုပ်ပြီးပါရင်ဖိုက်ကိုတူလေးလိုက်လောင်းလိုက်ဒါဆိုတော့လုံးဝခိုင်သွားပြီအဲ့မျိုး2ချက်တုပ်မယ်ပေါ့နော်ဒီသူ့ကြိတ်မလဲအောင်လို့နည်းနည်းတုပ်ရှေ့ကဒီပန်ကအထိုင်နဲ့ကျွန်တော်အဲ့လိုနီးနေပဲလှုပ်ထားတာနော်အကြီးများသွားရင်လည်း4ချိန်များဗျာမကောင်းရုပ်လဲဆိုတယ်တက်ရက်လေးကျွန်တော်လှုပ်စေခြင်းနဲ့ဘာမလုပ်လို့ကျွန်တော်ကအဓိကတက်ရက်ဖို့ရုပ်ထွက်လေးကောင်းမှုလှဖို့ကျွန်တော်ပထမဦးစားပေးတာပေါ့နော်ပြန်လာတော့ပြန်လုပ်လို့ရတယ်ပေါ့ပဲချိန်မစိုး6ခံမိရနဲ့ဒါအချီအစာလေးလိုက်ညှက်လိုက်မှာဒါသူ့ဘောတက်ရက်လေးဖြစ်သွားပြီပေါ့နော်လိုက်လုပ်ကြည့်လို့ရပါတယ်ကိုကဒီတိုင်းလဲပလန်နေလဲကျွန်တော်တင်ထားပါတယ်နော်ထုတ်လို့ရပါတယ်ပြီးဒါကဒီတည့်ဝေရိုးပေါက်တွေကိုပန်ကဂျိတ်ထည့်လိုက်ပေါ့နော်အဲ့ဂျိတ်ကမကောင်းလို့နော်ဂျိတ်တစ်ပြန်လုပ်လိုက်သေးတယ်ဒီဂျိတ်တစ်လေးကပို့ပြီးကောင်းတော့ပေါ့နော်ဒါကကျွန်တော်ပလဲစီလေးပေါ့နော်ပါတဲ့ဒီကော်စီလေးကိုကျွန်တော်ကြားကနေနဲ့ထည့်ပြီးတော့မှဒီထိတ်ကိုဒီ60ဒီဂရီကွေးလိုက်တာပေါ့နော်60ဒီဂရီကတ်လိုက်တာပေါ့ဒါလဲသွားပြီပေါ့နော်ဒါဆင်းနှင်းဖြစ်ပြီပေါ့
ဒါကတော့ကျွန်တော်တို့နောက်ကဒီ vertical stabilizer လို့ခေါ်တယ်မြန်မာလိုလွယ်ခေါ်တော့တက်မှဘယ်လိုပြောမလဲဗျာတက်ပေါ့နော်တက်မှတော့ချိုးခေါ်တာကျွန်တော်တို့ဒီ vertical stabilizer လို့တော့ခေါ်တယ်ပေါ့နော်မြန်မာလိုပြန်ပြစရာမရှိဘူးပေါ့ဟုတ်ကျွန်တော်အားရတော့ကျွန်တော်သဘောကျလောက်မယ်ပြန်မျိုးမရှိဘူးပေါ့နော်ဘာသာပြန်ဒီ vertical stabilizer အလုပ်ကလေယူဘယ်ကွေ့ညာကွေ့ပေါ့နော်အားလီဆောက်ရရိုးရိုးလေးပါဗျဒီတိုင်းလေးပဲလေသူ့ရဲ့အဲ့ဒီ vertical stabilizer line လေးအတိုင်း bursa stick လေးတွေဖြတ်ပြီးတော့ connect လိုက်ကလိုက်တာဖိုင်ကိုဒူလေးနဲ့လိုက်လောင်းလိုက်ပါတော့အပင်အကလေးနဲ့ထိန်းပြီးတော့ပင်ရကလေးရတော့ဝယ်ထားတင်နေဗျဒါဒီ state tissue model လေးရစောက်မယ်ဆိုရင်ဒီပင်ရတွေကမရှိမဖြစ်လို့တယ်ပေါ့နော်တစင်းကြီးကျွန်တော်တို့ပြင်းတယ်ဗျကျွန်တော်ကလှုပ်ထားတာအကြာကြီးပဲဒီဗီဒီယိုတွေတစင်းကြီးရိုက်ရတာပုံမှန်တော့ကျွန်တော်အဲ့လိုရိုက်ထက်မရှိဘူးဒါပေမဲ့လူတွေကဟိုလာမေးတော့လေကျွန်တော်လည်းတက်နိုင်လောက်လုပ်ပေးထားပါတော့နောက်ဗီဒီယိုတွေရဒီထက်အကောင်းမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါရပြီဆိုအစွန်းလေးကျွန်တော်ဖြတ်ထုတ်ပဲနော်ဖြတ်ထုတ်ပြီးရင်ဟိုကော့ဘက်စားလိုက်ပေါ့ပြီးရင်ကော်တွေကပုံတဲ့နေရာလေးပါရှိတော့ကော်ဘက်လိုက်စားမဟုတ်တီရှူးကန်တီရှူးရမတက်ရဘူးပေါ့နော်ဘော့ကဗာရင်လို့ရှိလို့ရှိရင်ရပြီပေါ့နော်အခုဒါ tissue ဆက်ကပ်ပဲပေါ့နော်ကျွန်တော်တော့ tissue လေးတွေကိုတို့ကျွန်တော်တို့ပြန်မြူးနေအောင်ကျွန်တော်ထားထားရပေါ့နော်ကျွန်တော်ဒီဆိုနေရာမှာကြောက် blader လေးတွေတုံးတယ် blader လေးရဝယ်ရတာဈေးလေးအရင်မကြီးပေါ့နော်နေရာစုံမှာလည်းဝယ်လို့လွယ်တယ်ပေါ့အတံပေတန်လေးနဲ့ကိုလိုချင်တဲ့အရွယ်စားလေးတွေကိုခေါင်းဆုံးဖြတ်လိုက်တယ်ပေါ့နော်ကိုတက်ကက်မဲ့နေရနဲ့အကျန်းမြင့်လေးတိုင်းပြီးတော့ဗောနော်ပို့ပြီးတော့ဖြတ်ရမှာပေါ့ဒါမှကတ်လို့ရှိလို့ရှိရင်တိမ်ဆောင်ခံမှာပေါ့ကျွန်တော်တီရှူးလေးတွေပြအဲ့လိုဟိုဖိုင်လေးတစ်ခုလည်းထည့်ပြီးကျွန်တော်အလေးတစ်ခုအောက်မှာညှက်ထားအဲ့ရအောက်တော့ညှက်ထားတယ်ဒီကောင်လေးကအမြင်နဲ့တီရှူးလေးတွေကပြန့်နေတော့ကတ်ရတာတရရှိတယ်ဗောနော်ဒါကြောင့်ဒီနေ့ကျွန်တော်လေးရဲ့ဒီရောင်တော့ကျွန်တော်ဟိုအဖြူနဲ့အနက်ရွေထားပါတော့အခုဒါကျွန်တော်ကော်သုံးတယ်ပေါ့နော်ကျွန်တော်ဘာကော်သုံးလဲဆိုတော့ဒီ liquid glue လို့ခေါ်တယ်ကော်ရည်ကျဲလေးတွေပေါ့ကလေးတွေစက်ကူလေးတွေကတ်ရနေရမှာသုံးတဲ့ကော်ရည်ကျဲလေးတွေကျွန်တော် daily ကလည်းထုတ်တယ်ပေါ့နော် brand တွေကတော့မျိုးမျိုးရှိတယ်ဒါပေမဲ့ဟိုစက်ကူကတ်တဲ့ကော်ဆိုရတယ်ဗျာတည်းကျွန်တော်အခုလက်နဲ့လိုက်ပြီးတော့ကတ်တာအမှန်စုပ်တန်လေးနဲ့တုပ်ကြကျွန်တော်တခါကျတော့လက်နဲ့အလွယ်တုပ်တယ်ပေါ့နော်နှောင်းတုပ်ပြီးသွားလို့ရှိရင်ဒါဘောကနေတော့ tissue ကတ်မှာပေါ့နော်သူသတိထားမှာလေဟိုကိုနေတဲ့ data ရဲ့အမြင့်ဆုံးဒီအပူချိန်ပေါ့နော်မနေကင်းဘက်တို့ပါလို့ကတ်တာပိုကောင်းတယ်ပေါ့နော်ဒါကို tissue ကတ်ပြီးပါ tissue ကတ်လို့ပြန့်အောင်လေးသတိထားပြီးဆွဲကတ်ကြတယ်ဗျာအေးတဲ့အချိန်မှာကတ်လို့ဆိုရှင်ဒီ tissue တွေကသူကဟိုဘယ်လိုပြောမလဲတိတ်မကြုံသေးဘူးဗျာဒါပေမဲ့အဲ့ tissue တွေကကိုကအေးတဲ့အချိန်မှာလို့တရဲ့ပြန့်အောင်ကတ်ထားတဲ့အခါပူချိန်ရမ်းမြင့်လာတဲ့အချိန်ကိုကတ်ထားတဲ့အချိန်ထက်ပူတဲ့အချိန်ရောက်လာ tissue တွေကဆွဲကြုံပြီးတော့တောင်မနေလိန်တာတို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ပုံမှန်အားဖြင့်ဒီ stick model ပေါ့နော်ဒီလိုမျိုး beginner level entry level model လေးတွေကိုကျွန်တော်က tissue ကတ်တဲ့အခါဟိုနေကင်းဘက်အပူဆုံးအချိန်တွေမှာကျွန်တော်ရွေးကတ်တယ်ပေါ့နော်ဟိုစောင်းရသည်တုန်းကဆိုလို့ရှိရင်ကျွန်တော်နေပူတဲ့တော့ထွက်ကတ်တယ်ပေါ့နော်အပူချိန်ရကျင်လို့ပေါ့ဒါတော့ဘေးရဲ့တောင်မှခုံးလေးကိုအနီလေးနဲ့ကတ်မှာပေါ့တီရှူးနီလေးကိုကျွန်တော်ကအခုံးလေးမှာလာကတ်မှာဖြစ်တယ်ကျွန်တော်နည်းနည်းလေး white လေးလိုက်တယ်ပေါ့ဒါလေးတွေတီရှူး6တဲ့အခါတော့နည်းနည်းရုံးမှာမဟုတ်လို့ရုံးရင်အဲ့ဒီအနားတွေကဆွဲစုပ်တယ်လို့ဖြစ်ပြီးတော့ကော်ရီကွာသွားတယ်ပေါ့နော်အဲကြောင့်တီရှူးအကျော်တွေကိုတတ်ပေးတာပေါ့နားလေးတွေကတ်ကြီးလေးနဲ့လိုက်ညှက်ပြီးတော့ဒါကတောင်မှဖျားတွေကိုတီရှူးကပ်ဖို့ကော်တုတ်နေရပါတော့
ကိုတော့သတိထားပေါ့နော်ဟိုကိုဒီအရင်ပုံသွားတာများသွားပါတယ်မဖြစ်သတိထားပေးရတယ်ဒါလေးကတော့အနီလေးကိုဒါလေးကင်ထားတာအဲ့အလဲလေးကနေဆွဲကတ်မှတော့အခုံးပေါ့အခုံးလေးကလက်လက်ပါလေးခုံးနေမှာပေါ့နော်နှုတ်မို့ဆိုအတွန့်နေတာတော့တော့မလှဘူးပေါ့ဒါတီရှူအနီလေးပါကျွန်တော်တို့တီရှူကဒါဆွဲဆွဲဆုပ်ကဆွဲတင်းသွားမှာဆိုလို့ကြာအကျော်လေးတွေတက်ပေးတာပေါ့နော်တီရှူသားလေးပြီးအမြန်6ချင်လို့နေဘူးလေးလန်းနိုင်ပါမလောက်ကြဘူးပေါ့နော်နေဘူးလေးလန်းအရန်ဟိုကိုကတ်စင်နဲ့ကတ်နေတဲ့အချိန်ကအပူချိန်နဲ့အရန်ကွာသွားပြီးတော့ချက်ချင်းဆွဲဆုပ်လိုက်သလိုဖြစ်ပြီးတော့အဲလိုပန်ကားတွေလိန်သွားတယ်ဆောင်းသွားဖြစ်တယ်ပေါ့နော်ဒါကနောက်တော့မှန်လေးကိုကတ်မှာပေါ့နောက်တော့မှန်လေးတော့အဖြူပြောင်လေးကတ်မှာပေါ့နော်ဒါကော်ဒီများသွားလို့ကျွန်တော်နားချက်တောင်လေးနဲ့လိုက်ပြီးတုပ်ထုတ်ပြတာပေါ့နော်အပေါ်အသားလေးအလဲကနေကင်အုပ်လိုက်မှာနော်အုပ်ပြီးတော့ဒီ frame လေးတွေပေါ်မှာလိုက်ပြီးတော့ဖိပေးလိုက်မှာပေါ့နော်အရန်ခက်တဲ့ကိစ္စမဟုတ်ပါဘူးအဓိကတက်ရက်ဖို့ပေါ့နော်လေရင်တည်းတက်ရက်တိဆောက်နိုင်မှုဆိုတာစီးပွားများစွာအချိန်ကြီးပေးပြီးတော့စိတ်ရှိလက်ရှိစောက်ရတယ်ပေါ့နော်ပြီးတော့လေးချင်းဖြစ်အောင်လည်းကိုကဟိုတက်ရက်တိဆောက်ခဲ့တဲ့အချင်းကိုလည်းမွေးမြူရတယ်ပေါ့နော်ဒါဒီမှာနှစ်ချမ်းဆက်ပေါ့ရပြီပေါ့တင်လေးကဖြူနဲ့အနီတစ်ချမ်းပဲဒါလေးကနောက်တော့မှလေးလှအောင်လို့တီရှူးဖြူလေးကိုတီရှူးနီလေးကိုကော်တော့ပြီးတီရှူးဖြူပေါ့နော်ကတ်လိုက်တာတကယ်အဲ့ဒါနည်းနည်းတော့အဲ့လိုကတ်လိုက်လို့ရှိရင်ဘာဖြစ်လဲဆိုအပေါ်ကတီရှူး6ရတဲ့အချိန်မှာဆွဲဆုပ်ရတဲ့အောက်ခံတီရှူးဖြူကနည်းနည်းတွန့်သွားမှာပေါ့နော်ဒါကြောင့်မကတ်ခင်ရရင်တော့သိရပေါ့ဒါပေမဲ့ဒါအရင်ဟိုစကေးစောက်တာမဟုတ်ဘဲနဲ့အပျော်သဘောအတွက်ပဲစောက်တာဖြစ်တဲ့အတွက်ကိုဒါရဲ့အရင်တိတ်ရေးမကြည့်တော့မကတ်ဘူးပေါ့နော်ကျွန်တော်တို့စကေးမှာဆိုလို့ရှိရင်တော့ဒီအဲ့လိုမျိုးဆိုလို့ရှိရင်တော့ပေါ်ကနေဒီတစည်းလုံးတီရှူးကတ်ပြီးတော့မှဒီ clear မှုတ်တယ်ပေါ့နော်မှုတ်ပြီးတဲ့အခါကျတော့မှ6သွားတော့ပေါ်က plastic လို coating တခုဖြစ်နေတဲ့အချိန်မှာပေါ်ကနေအဲ့လိုကတ်လို့ရှိရင်ကိုလိုချင်တဲ့တီရှူးရောင်လေးစီဒီ marking လေးတွေကတ်တဲ့အခါဟိုဖြစ်တာပေါ့ဘယ်လိုလဲမတွန့်တော့ပေါ့နော်ဒီတိုင်းလေးပဲသူ့ဟာပေါ်လေးမှာကတ်နေပြက်မြန်နေဖြစ်တယ်ပေါ့ဒါကတော့ကျွန်တော်ဒီအနားတွေလိုက်လုံးကတ်နေရတာပေါ့နော်ဒါဒီခါတော့ကျွန်တော်လက်နဲ့မလုပ်တော့ဘူးလက်ကနဲ့ကြီးနေတော့ကြားလေးအဆင်မပြေလို့စုပ်တန်လေးနဲ့ဒီကော်လေးကိုတို့ပြီးနော်လိုက်တုပ်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ကော်ရီက6သွားမှာဗျဒါကော်ရီက6သွားတယ်ကျွန်တော်ပထမဆုံးလာလိုက်ပါဗျနေကင်းဘက်ဆိုအ6မြန်တယ်ပေါ့နော်ဒါဆိုတော့ဒီမှာဒီနိုင်လိုက်တော့တော့အောက်ကတီရှူးမကတ်တော့ဘူးဒါအဲ့တဲ့အောက်လေးရလို့ပွင့်လေးပေါ့နော်ဒါဘယ်လိုခေါ်လဲကျွန်တော်ဒီ stick model ဒီမှာဒီလိုသုံးရတယ်ပေါ့နော်အောက်တီပန်ကအောက်ဗလေတောက်မှန်အောက်ဖက်ချမ်းမကတ်တာပေါ့ဒါပတ်တီကစတေးပဲလိုက်တာပေါ့နော်6သွားပြီဆိုတော့ဟိုပုံနေတဲ့တီရှူးတွေကိုဒါဖြတ်ထုတ်တာပေါ့နော်ကျွန်တော်ဘလေဒါလေးသုံးတယ်ဘလေဒါလေးအသားလေးတော့ဆွဲလိုက်အောင်နော်အဲဆိုတီရှူးလေးတက်ရဲ့လေးတွေဒါပါသွားတာပေါ့နော်ကကြီးတွေပိုင်းနဲ့လိုင်းညက်မယ်ဆိုမကောင်းဘူးပေါ့ဘာဖြစ်လို့မကောင်းလဲဆိုတော့ဟိုတက်သားကိုချော်ညက်မိတာတော့အစတွေထွက်တာတော့မတက်ရက်တာဖြစ်တယ်ဒါကြောင့်ဘလေဒါလေးနဲ့အသားလေးသူ့ရဲ့တက်သားအကြောင်းတွေတိုင်းလိုက်ဆွဲလိုက်အောင်နဲ့မလိုအပ်တဲ့အပူထွက်နေတဲ့ဒီတီရှူးစာတွေကဟိုပြတ်သွားတယ်ပေါ့နော်အဲလိုရှင်းတာဒါဘေးခုံဒီကိုဒါအဆုံးသက်တီရှူးဟိုနားတက်လိုက်တာပေါ့နော်အဲ့လိုစောစောလိုဖြတ်လို့မရဘူးဒီဟာကြတော့အပေါ်ကတ်သားလေးတစ်ခုပဲရှိတဲ့အတွက်ကိုအဲ့အောက်ကိုကုတ်ပြီးကတ်ပေးမှာပွင့်သွားတာပေါ့မဖြစ်မှာပေါ့နော်နောက်တော့မှန်လေးကဒါပလေဒါလေးနဲ့လိုက်ပြီးတော့တီရှူးအပူလေးဖြတ်ထုတ်နေရလီးထုတ်နေရပါတော့ပလေဒါကလေဝယ်လို့ရှိရင်ပေါ်တော့မဝင်နေပဲတခါဈေးကြီးတဲ့ကောင်းကောင်းဝယ်သုံးမြ
ဘောဓာတွေကခဏတော့နေအဲ့ဇက်ကူလေးလို့လောက်တာတော့ပြတ်သွားတာပေါ့နော်ပလေဒါတုံးမှာဒါကြောက်လို့မရှိဘူးပေါ့ဒါပြီးသွားပြီပေါ့နော်ဒါကျွန်တော်တောင်မှန်ကတ်မဲ့နေရာကိုကော်တုတ်တာပေါ့ပြီးရင်တုံးလေးတုံးရှေ့ရခုပေးရတယ်တောင်မှန်နိုင်ရဒါမှရှေ့တောင်မှန်လေးရနည်းနည်းလေးထိတ်ကလေးဦးလေးမောနေပြီးတော့လိုအပ်တဲ့ပင်အားရမှာပေါ့နော်အဲ့တောင်မှန်ကတ်တက်တဲ့နေရာတော့ဟိုဒီကျွန်တော်ကော်ပန်ကနေရတော့နည်းနည်းလေးရှေ့ကိုတလက်မလောက်ရှေ့ကိုတိုးကတ်တင်တယ်ပေါ့နော်ဒီခုကျွန်တော်တောင်မှန်ကတ်ထားတဲ့နေရာပလန်မှာပါတဲ့နေရာထက်ကော်ပန်ကသူ့ဟာသူလေးပြီးသားဖြစ်နေတော့ခေါင်းလေးသလိုဖြစ်နေတော့ဒီတောင်မှန်ကိုနည်းနည်းလောက်တော့အရှိကိုကတ်တင်တယ်တိုးကတ်တင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ခေါင်းရမ်းလေးသလိုဖြစ်နေလို့ပါအဲကျွန်တော်ပလန်ထဲမှာတောင်မှန်ကတ်ရမယ်နေရာပြထားတဲ့နေရာထက်ကိုအရှိကိုတလက်မလောက်တိုးကတ်စေခြင်းတယ်ပေါ့နော်ဒါနောက်တောင်မှကတ်တာပေါ့နော်လွယ်လေးပါနော်ဒီလိုမျိုးကတ်တာလေးတွေဖိုက်ဝတူလေးနဲ့ကတ်ရုံပဲဒါဒီလိုမျိုးဖြစ်သွားမှာပေါ့နော်ဒါကျွန်တော်ဖိုက်ဝတူလေးတေချောင်လိုက်လောင်းနေရပေါ့ဖိုက်ဝတူတေချောင်လိုက်လောင်းနေတာဒီကောင်လေးတွေကပြီးပြီဒါ particle state ပဲလဲဒါလေးဆင်လိုက်အဲ့ဒါလေးကအသေးပဲဆိုတော့ကျွန်တော်ဒီတိုင်းပဲကော်လေးတုပ်ပြီးတော့ကတ်လိုက်တယ်ပေါ့နော်ဒါဆိုဒါပြီးဝိုက်ပေါ့နော်လိမ်မြန်တဲ့စီကအဲ့တော့ဒီလေရင်လေးရတာကျွန်တော်ဒီလေရင်ဆောင်လေးလေးရပေါ့နော်ဟိုအရင်မခတ်ပါဘူးပေါ့နော်တခြားလေးလိုက်ကြည့်ပြီးလိုက်ဆင်မယ်ဆိုလို့ဒီကျွန်တော်ကစ်ကလေးတွေအဆင်ရလွယ်တယ်ပေါ့နော်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေပေါ့နော်